မင်္ဂလာပါကျွန်တော်ဒီသင်ခန်းစာမှာမိတ်ဆွေတို့ဒီ theme ကြောင်းသွားပြီးတော့ပြောပြပေးမယ်เนาะအဲ့တော့ဒီ theme ဆိုတာကကျွန်တော်တို့ဒီ application နဲ့ပတ်သက်တဲ့ပေါ့เนาะဒီ color တွေပြီးလို့ရှိရင်ဒီ font မျိုးစားတွေပေါ့เนาะ font family တွေပေါ့ font မျိုးစားတွေဒါမျိုးတွေကိုကျွန်တော်တို့เนาะဒီသတ်မှတ်ထားဖို့ပဲဖြစ်တယ်အဲ့တော့ဒီ theme ကိုကျွန်တော်တို့ဘယ်ထဲမှာလာပြီးသတ်မှတ်ဆိုဒီ material add ထဲမှာလာပြီးတော့သတ်မှတ်ပေးရတယ်အရင်ဆုံးမိတ်ဆွေတို့เนาะတည်ထားရမှာဒီကျွန်တော်တို့ကဒီ main ကိုခေါ်တဲ့အချိန်မှာเนาะဒီ main method ကို run တဲ့အချိန်မှာကျွန်တော်တို့ဒီမှာ run as သွားပြီးတော့ run တယ်เนาะအဲ့တော့ကျွန်တော်ဒီ run app က run တဲ့အချိန်မှာသူ့ထဲမှာဘာကိုတောင်းလဲဆိုဒီ my app ကိုတောင်းတယ်အဲ့တော့ဒီ my app ပေါ့အဲ့ဒီ my app ကဒီမှာကျွန်တော်တို့က stateless widget widget ပေါ့ဒါမှမဟုတ်လည်းကျွန်တော်တို့ save widget ဖြစ်လိမ့်မယ်အဲ့ဒီ widget ကိုကျွန်တော်တို့က extend လုပ်ထားတာဖြစ်ရမယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်အခုဒီ my app ကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင်နော်ဒီ root widget လို့ခေါ်တယ်ဟုတ်ပြီနော် root widget ပေါ့တရားပြပြောရလို့ရှိရင်ကျွန်တော်ကဒီ widget ထဲမှာနောက်တဲ့ဒီမှာအခြား widget တွေလာအောင်ပါလေနော်လာအောင်ပါပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ဆုံးမှာရှိတဲ့ widget ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် root widget လို့ခေါ်တယ်ဟုတ်ပြီနော်သူ့မှာကျွန်တော်တို့ကဒီမှာ base method ဆိုပြီးရှိတယ်နော်တွေ့လားဒီမှာ base method အဲ့ဒီ base method ကဘာကို return ပြန်ပေးရလဲ widgets ကို return ပြန်ပေးရတယ်ဒါကြောင့်မလို့ကျွန်တော်ကဒီမှာ material s ကို return ပြန်ပေးထားတာအဓိကဒီ base method ရဲ့ URL ဒီဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနော်ဒီ phone screen မှာပေါ့နော်ကျွန်တော် widget တွေကိုလာပြီးတော့ for ပြဖို့အတွက်ပဲဖြစ်တယ်ဟုတ်ပြီနော်โอเคရပြီအဲ့တော့ကျွန်တော်ကဒီမှာ theme ကိုတတ်မှတ်မယ်ဆိုလို့ရှိရင်ဒီ material add ထဲကနေလာပြီးတော့တတ်မှတ်ပေးရတယ်နော် theme ပေါ့โอเคပြီးတဲ့အခါမှာကျွန်တော်က theme data ဆိုပြီးတော့ရှိတယ်နော်theme data ဆိုတဲ့ဒီမှာ method ရှိတယ်အဲ့ကောင်ကိုခေါ်ရတယ်ပြီးရင်ကျွန်တော်ကဒီမှာမိတ်ဆွေတို့ကိုဘာလေးတတ်မှတ်လိုက်မလဲဆိုလို့ရှိရင်နော်ဒီ primary stress ဆိုပြီးတော့နော်တတ်မှတ်ပေးလို့ရတယ်ပြီးတဲ့အခါမှာ तू က color တစ်ခုတတ်မှတ်လို့ရတယ်ဥပမာဆိုကြပါစို့ကျွန်တော်က color လေးတတ်မှတ်လိုက်မယ်ဗျာဥပမာဒီပေါ်မှာမြင်တွေ့နေတာကျွန်တော်တို့ဒီမှာ blue နော် blue ဖြစ်တဲ့အရောင်ကအဲ့တော့ကျွန်တော် red ကလေးသွားပြီးတတ်မှတ်ရှင်တယ်ဆိုကျွန်တော်တို့ကဘာတတ်မှတ်လို့ရလဲဆို colors.red ဆိုပြီးဒီလိုမျိုးသွားတတ်မှတ်လို့ရမိတ်ဆွေတော့စေ့ကြည့်လိုက်နော် okay ကျွန်တော် we flat ပြန်လုပ်ကြည့်လိုက်မယ်နော် okay ဒီမှာပြောင်းသွားပြီနော်အနီအောင်လေးပြောင်းသွားပြီကျွန်တော်ဒီမှာ green ဆိုပြီးကျွန်တော်တို့တတ်မှတ်ကြည့်လိုက်မယ်နော်စေ့ပြီးတော့ okay ဒါဆိုလို့ရှိရင်တော့ green အောင်ပြောင်းသွားပြီပေါ့ဟုတ်ပြီနော် okay ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဘယ်ကိုသတ်မှတ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ application နဲ့ပတ်သက်ပြီးတော့ theme ကိုကျွန်တော်တို့သတ်မှတ်ထားပါတော့ material s မှာ theme ဆိုပြီးတော့ရှိတယ်ပြီးရင် theme widgets ကိုသုံးရတယ်เนาะအဲ့ဒီမှာ primary stress ဆိုပြီးရှိတယ်အဲ့ဒီမှာ color သတ်မှတ်ရတယ် color တွေသတ်မှတ်တဲ့အခါမှာကျွန်တော်တို့က colors dot ဆိုပြီးတော့နောက်က အရောင်ပေးပြီးတော့အခုလိုမျိုးသတ်မှတ်ရတာပဲဖြစ်တယ်ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ဒီ theme ကိုနားလည်မယ်လို့ထင်တယ်เนาะ